ခုလို social media ခက်ကြီးမှာ personal branding ကအလွန်ကိုအရေးကြီးလာပါတယ်ဒီနေ့ဗီဒီယိုမှာတော့ personal branding နဲ့ပတ်သက်ပြီးတော့အဓိက၅ချက်ကိုမျိုးပြသမှာဖြစ်ပါတယ်နံပါတ်1လူတွေကခုကိုဘယ်လိုမျိုးနေရမှာမမိစေချင်ဆိုတဲ့သတ်မှတ်ချက်တစ်ခုလုပ်ပါဥပမာပြောမှဆိုရင်တော့အောင်တမာတိလို့ပြောလို့ရှိရင်တော့အောင်တမာတိလို့ရှိရင်ဥအောင်လို့ပြောသူကတမ်းမှတ်မိတယ်ဥပမာဆန်းဆန်းခန်းလန်လို့ပြောလို့ရှိရင်သူကအဆိုတော့အနုပညာလို့သူကတမ်းမှတ်မိတယ်သူက engineering computer တမ်းမှလို့မမှတ်မိသူနဲ့တူမစ်ဆွေမှာ skill တကူကူတက်မျိုးထားတဲ့ skill တကူကူကိုအခုလိုမျိုး sharing လုပ်ပေးမယ်ဆိုရင်လူတွေကအချင်းချင်းလူတွေကဒါပို့ပြီးတော့မှတ်မိလာမှာဖြစ်ပါတယ်နံပါတ်2ကိုယ့်ရဲ့ knowledge ကို content အဖြစ်ပြောင်းပါကိုပြည်တွင်းမှာကျွန်တော်အများအားမြင်နေရပါတယ်ဥပမာပြောမှဆိုရင်အောင်တမာတိမှရှင်ဥအောင်ဆိုရင်အရင်တော့မှာတော့သူကညဝေတာတက်မရှိဘူးအခုနောက်ပိုင်းမှာဆိုရင်သူ့ရဲ့ဗီဒီယိုသူ့ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးတွေကိုဗီဒီယိုအဖြစ်ပြန်ပြီးတော့ညဝေပြီးတော့တွေ့နေရတာဖြစ်ပါတယ်ပြီးတော့ဗီဒီယိုမှာလည်းဒီဂျမာနဲ့ပတ်သက်ပြီးတော့ editing နဲ့ပတ်သက်ပြီးတော့အခုအမားတွေကနေ့စဉ်သူတို့ဗီဒီယိုညဝေပြီးတော့ကျွန်တော်မြင်တွေ့နေရတာဖြစ်ပါတယ်တော်နဲ့တော်မျက်ဆွေမှာလည်း English ပြင်နေလား AI နဲ့ပတ်သက်ပြီးတော့လားကိုကျွမ်းကျင်ထားတဲ့ skill တစ်ခုခုကိုအခုလိုမျိုးနေ့စဉ် content အဖြစ်ညဝေပေးပါပြီးတော့ဒီ number 3မှာကျတော့ consistency ရှိဖို့လိုပါတယ်လူတော်တော်များများကဒီလိုမျိုး social media မှာဒီဆောက်တဲ့ခါမှာတပတ်တလားလားမှကိုယ့်မျက်နှာတဲ့နောက်လာဆုံးမှပေါ်တော့အဲ့လိုမျိုးမဟုတ်ပဲねခုကတပတ်မှာ3ချိန်ကိုဗီဒီယိုလုပ်နိုင်မလားဒါမှမဟုတ်တပတ်မှာတစ်ခါပဲဗီဒီယိုတင်နိုင်မလားဘယ်လိုမျိုးစင်ကွာနဲ့တိတ်ချလက်တမပြပြီးတော့ပုံမှန်လေးလုပ်ပေးဖို့လိုပါတယ်အဲ့မှာကို audience ကပို့ပြီးတော့မမိမှာဖြစ်လာ Facebook ရဲ့ algorithm အရာလည်းပဲဒီကိုယ့်ရဲ့ဗီဒီယိုကိုပြန်ပြီးတော့ sharing နဲ့ပေးမှာဖြစ်ပါတယ် number 4ယုံကြည်မှုကိုတည်ဆောက်ပါpersonal brand ရဲ့တန်ဖိုးက follow အရေးအတွက်များတာအထက်မတန်းတပါဘူးလူတွေကကိုဖန်တီးလာတဲ့ content ကိုယုံကြည်လာဖို့ပို့ပြီးတော့အရေးကြီးပါတယ် number 5 personal branding မှာကိုအကြောင်းပြောတာထက် audience အတွက်ပို့ပြီးတော့အကျိုးရှိမဲ့ဟာတွေပြတာပို့ပြီးတော့အရေးကြီးပါတယ်လူတော်တော်များကငါဒီလိုလုပ်ခဲ့တယ်ငါဟိုရင်တော့ဒီလိုလုပ်ခဲ့တယ်ဆိုရယ်ပြောဆိုနေရအထက်ကိုဖန်တီးလာတဲ့ content ဗီဒီယိုတွေကကိုရဲ့ audience အတွက်ပရိသတ်အတွက်ဘလောက်အကျိုးရှိမလဲဘလောက် value ရှိမလဲတန်ဖိုးရှိမလဲဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်ဒီနေ့ personal branding ရဲ့အဓိက5ချက်မှာတော့လူတွေကကိုယ့်ကိုဘယ်လိုမျိုးနေရမှာကိုပေးလိုက်တဲ့ဟာပညာနဲ့လူတွေကကိုယ့်ကိုဘယ်လိုမျိုးလဲမမိလေကိုယ့်ရဲ့ knowledge ကို content ဖြစ်ပြောင်းပါ consistency ရှိပါယုံကြည်မှုကိုတည်ဆောက်ပါကိုယ့်အကြောင်းထက် audience အတွက်တန်ဖိုးရှိမဲ့ဟာကိုဥစားပေးပါ personal branding ဆိုတာကလူတွေကိုယ်နာမည်တိတာနဲ့မဟုတ်ပဲနဲ့ကိုယ်နာမည်ကြားတာနဲ့ကိုပေးနေတဲ့တန်ဖိုးကိုမမိလူတွေမမိအောင်တည်ဆောက်တာဖြစ်ပါတယ်ဒါကြောင့် personal branding ကိုစတင်ဆိုရင်လူတွေကကိုယ့်ကိုဘယ်လိုမျိုးမမိစေမလဲကိုကိုလူတွေကိုဘယ်လိုမျိုးပညာတွေပေးမလဲဘယ်လိုမျိုး value ကိုပေးမလဲဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်ကျွန်တော်ကတော့ video ကို complete ပါတယ် Nissan business နဲ့ entrepreneurship နဲ့ personal growth နဲ့ book summary နဲ့ပတ်သက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ Facebook YouTube channel လေးကိုလည်း like subscribe လုပ်ပေးဖို့အားလုံးကိုလည်းတောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်